အိမ်ကြတော့အားထုတ်တယ်သူကပစ္စည်းလည်းပြည့်စုံတဲ့ပုဂ္ဂိုလ်အလုပ်လည်းပဲမရှုပ်တဲ့ပုဂ္ဂိုလ်ဆိုတော့သားကလည်းတကြီးကိုဗျအဲ့ဒါနဲ့ဒကမာကြီးကရက်ပိုင်းအတွင်းမှာသုံးမဲ့သုံးဖို့ရတယ်တဲ့နော်ဒကမာကြီးများအဲ့ဒီလိုဒကမာကြီးကသုံးမဲ့သုံးဖို့ရတယ်အနာဂံတီတော့ရိုးရိုးအနာဂံမဟုတ်ဘူးဇံအဘိညာဉ်နဲ့တကွဖြစ်သောအနာဂံတကူနဲ့တကွဖြစ်တဲ့တရားဓုပေါ့နော်အဲ့ဒါကိုရတော့ဒကမာကြီးကယဟန်တော်တွေကိုကျေးဇူးတင်လိုက်တာငါသားတော်တွေကြောင့်ငါအင်မတန်ချမ်းသာတဲ့လောကုတ္တရာစည်းစိမ်ကိုရတယ်ဆိုပြီးတော့အဲ့ဒါနဲ့ငါ့ကိုသင်ပြီးတော့မူကြတဲ့ဒီယဟန်တော်တွေကဘယ်လောက်မြန်ချမ်းသာနေတုံးလို့လှမ်းပြီးတော့အိမ်ကနေအဘိညာဉ်နဲ့ကြည်အံ့ဩစရာကောင်းတယ်ယဟန်တော်တွေတပါးမှတရားဓုမရသေးဘူးပေးသက်ရင်သင်ပေးတဲ့လူကမရသေးဘူးဒကမာကြီးကရပြီးနေပြီအဲ့ဒီတော့ဒကမာကြီးကစဉ်းစားတယ်ဘာတွေမြန်အကြောင်းအထောက်ပံ့လိုနေလို့ငါသားတော်တွေတရားဓုမရသလဲအဲ့ဒီလိုစဉ်းစားလိုက်တော့အာဟာရမပြည့်စုံလို့အာဟာရတပ္ပါယမမျှလို့တရားဓုမရတာတဲ့ဆွန်လောင်းသင်းကဒကာကြီးဒကမာကြီးများဝမ်းသာစရာဟုတ်လားဘာမမျှလို့တရားဓုမရတာတဲ့တို့အာဟာရတပ္ပါယနော်ဒါလေးကိုစားခြင်းနေအချိုလေးစားခြင်းတော့အချင်းကလေးရတယ်စိတ်တိုင်းကမကြဘူးဟုတ်လားအဲ့ဒါဒကမာကြီးကအိမ်ကတကူနဲ့ကြည့်ပြီးတော့ဘယ်ယဟန်တော်ကတော့ဘာလေးကိုဖုံးပေးသုံးဆောင်ရရင်တော့မျှတမှာပဲလို့သိတဲ့အတွက်ကြောင့်ယဟန်တော်အပါ60အတွက်အမျိုးပေါင်းများစွာကိုဖန်တီးပြီးတော့ဘယ်ယဟန်ကဘာလေးဖုံးပေးပါလို့အတိအကျသူကကတ်တာအဲ့ဒီမှာယဟန်တော်6ကျိတ်တို့သည်တင်းတင်းလျှောက်ပတ်တဲ့သူတို့နဲ့ကိုက်ညီတဲ့အာဟာရကိုရတဲ့အတွက်ကြောင့်အဲ့ဒီဝါတွင်ဝါမကျွတ်ခင်မှာယဟန္တာအသီးသီးဖြစ်တယ်စဉ်းစားကြရနော်ပုဂ္ဂလတပ္ပါယမမျှလို့တရားဓုမရတာမဟုတ်ဘူးအာဝါဒတပ္ပါယမမျှလို့တရားဓုမရတာမဟုတ်ဘူးဘာမမျှလို့မရနေတာတော့အာဟာရတွေခန္ဓာကိုယ်ဟာအာဟာရဟာသိပြီးတော့အဓိကကျတဲ့နေရာကရှိမနေဘူးလားရှိနေတယ်ဟုတ်ရလားအဲ့ဒါနဲ့ယဟန်တော်အရှင်မြတ်တွေကတို့တရားဓုရတာဒကမာကြီးကျေးဇူးဒကမာကြီးစီမံဖန်တီးပေးလို့ကျေးဇူးတင်နဲ့ဝါကျွတ်တော်မြတ်စွာဘုရားကိုသွားပြီးတော့ဖူးမြော်မြတ်စွာဘုရားကဘယ်နဲ့တော့จิตသားတို့ချမ်းသာခဲ့ကြရဲ့လားမှန်လားပါဗျာတပည့်တော်တို့ချမ်းသာခဲ့ကြပါရဲ့ဖေရအထူးသဖြင့်မာတိကမာတာဒကမာ